ကဲအင်ဂျင်ခွဲရဲဆိုရင်သတိထားမှချက်လိုက်ပြပြနော်အင်ခွဲရင်ကျွန်တော်တို့ကဘာသတိထားရမလဲဆိုတော့ဒီမှာဟိုအရင်ကျွန်တော်တို့စားကင်ပြီဆိုတော့ねဂျိုးတွေကြည့်တယ်တေးကြအောင်ချစ်ပေါ့နော်ပြီးရင်သူရဲ့ line တွေ C line တွေပြီးရင်ဒီမှာဝင်တဲ့ C line တွေအဲ C line တွေဝင်မယ်ပြီးရင် engine wine line တွေ engine wine line တွေအကုန်အခုဒီမှာပြရမယ်နော်ဘာဖြစ်လဲဆိုဘာကြောင့်စီးခိုင်းလဲဆိုတော့မကြည့်ဒါဆိုရင်ဒါကျွန်တော်တို့ကဒါကိုပြင်ပန်းမဲစီးလိုက်တယ်ဒီတဲအတွင်းထဲမှာတွေဘာကြံလဲတို့ကအများကြီးပဲနော်အဲ့ဒီအဟောင်းတွေက piston ကိုပို့ပြီးစိုးစီတယ်တွေ့ရနော်အများကြီးပဲကြီးတယ်ပုံပြီးဒါကျွန်တော်တော်တော်စီးလာပြီဒီမှာနော်တော်တော်စီးလာပြီဒါတော့မကုံသေးလို့ကျွန်တော်မစတင်ကားလို့ကျွန်တော်ဖြုတ်စစ်လိုက်တာထိတ်မှာပိတ်နေတာကြီးတယ်တပုံကြီးပဲနော်လေလည်းမှုတ်တယ်စေးတယ်ဒါပြောင်ပြီးထင်တာဒါမပြောင်ဘူးဖြစ်နေမတင်ကားလို့ကျွန်တော်ဖြုတ်ချပြလိုက်တာဖြုတ်ချတဲ့အချိန်မှာဒီမှာကြီးအထဲမှာပိတ်နေတယ်တပုံကြီးပဲအဲဒါစင်းရတတိထားနော်အဲ့လားလေးတွေအဲ့ဒီ line တွေ C line တွေအကုန်နော်ဒီမှာရှိတဲ့ C line တွေ C အပေါက်တွေအကုန်ဖွင့်ပေးပါအကုန်တေချာဆေးပါနော်ကိုကဒီတိုင်းစီးလိုက်လို့ပြင်ပိုင်းစီးလိုက်လို့ပြောင်းနေဆိုပြီးမလုပ်ပါနဲ့အဲ့ဒီထဲမှာသူရဲ့အထဲထဲမှာတွေဂျိုးတွေကတ်နေတာတွေကြံနေတာတွေအများကြီးရှိသေးတယ်အဲ့ဒါတွေသတိထားပါနော်အဲ့ဒါကြောင့်သတိထားပါပြီးရင်ဒီမှာဒီ O ကိုလည်း line တွေအကုန်တေချာဖြုတ်ဆေးပါဒီ O ကိုလည်းတေချာဆေးနေကောင်းရင်တော့ဆေးနိုင်ရင်တော့ဆေးရင်လည်းဆေးတာပိုကောင်းတယ်ဒီထဲမှာအခုနလိုဂျိုးတွေဆိုတာနော်အခုဒီမှာမကြည့်နဲတော့မဟုတ်ဘူးနော်အများကြီးဒါတော်တော်ဆေးထားပြီးနော်လုံးဝအကုန်သေချာဆေးထားပြီးတော့မှဒီအတွင်းထဲမှာကြံတာကိုပြတာနော်ဒီအတွင်းထဲမှာတွေဒီဂျားတွေကြောင့်ကိုလည်းမသိရဘူးလေဒီထဲအတွင်းနဲ့စီလိုင်းတွေထဲမှာရှိတာတော့ဒါကိုတွေကလေးမှုတ်တယ်ဆေးတယ်ဒါပြောင်ပြီးတော့ထင်တယ်တကယ်မပြောင်သေးဘူးအဲမှာကြံနေသေးတယ်အဲ့ဒါကိုသတိထားပြီးနော်ဒီစီလိုင်းတွေအဲ့ဒါလေးကိုချက်ပြောပြချင်တာနော်သတိထားပြီးဆိုတာလေးကိုနော်ဆိုတော့အဲ့ဒါကြောင့်ကိုကအင်ဂျင်ဝိုင်းအခုအသစ်ထည့်လိုက်ပြီးအင်ဂျင်ဝိုင်းအသစ်ထည့်အင်ဂျင်လုံးပွားအင်ဂျင်ဝိုင်းအသစ်ထည့်လိုက်ပြီးထည့်လိုက်တဲ့အချိန်မှာဒီကနေပြီးတော့ဒီဟာတွေကအငြိမ်မနေဘူးဒီကနေနည်းဒီကချီးတွေတန်မှုတ်တွေကနည်းထွက်နေတာထွက်ပြီးတော့အမှအကုန်လုံးကိုပြန်စားသွားတယ်အဲဒါကြိုင်မခံဘူးဆိုတာဖြစ်လာเนาะအဲ့ဒါကြောင့်သတိထားပြီပါเนาะကဲဒီကိုအားလုံးဆင်ပြေပါစေเนาะ